အောက်ဘက်မှာမေခွန်းလေးတွေချထားပေးပါတယ်နော်မေခွန်းများအားလုံးကိုကကြီးခါခွေကငယ်ကကြီးစသည်ဖြင့်ရွေးချယ်ဖြစ်ဆိုရန်ဖြစ်ပါတယ်1လိန်နှင့်ဂျန်တာမှာအတူတူဖြစ်သည်ကာကြီးမှားခါခွေမှန်နှင့်အောက်ပါအချက်များအနက်မည်သည့်အရာသည်ဂျန်တာအခြေပြုသို့မဟုတ်ကျောင်းမအခြေပြုကြမ်းဖက်မှု၏အတိအကျဆုံးနှင့်အပြည့်စုံဆုံးအဓိပ္ပာယ်ဖြစ်သည်နီအဖြေမှန်တစ်ခုရွေးပါကာကြီးခလေးငယ်များအပေါ်အကြမ်းဖက်မှုခါခွေခင်မွန်းမှာဇနီးအပေါ်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကငယ်အမျိုးသားနှင့်အမျိုးသမီးကြားလိင်ဝိသေသလက္ခဏာကွာခြားမှုပေါ်အခြေခံ၍လူတဦး၏ဆန္ဒနှင့်ဆန့်ကျင်သည့်အန္တရာယ်ဖြစ်စေသောလုပ်ရပ်များကာကြီးအိမ်ကဲသို့သောတည်တဲ့နေရာတွင်ဖြစ်ပွားသောအန္တရာယ်ဖြစ်စေသောလုပ်ရပ်များငါလိင်တူသူများအကြားအကြမ်းဖက်မှု3ဂျန်ဒါအခြေပြုသို့မဟုတ်ကျောင်းမအခြေပြုကြမ်းဖက်မှု၏အကျိုးဆက်များသည်လူတိုင်းအတွက်သက်ရောက်မှုတူညီသည်ကာကြီးမှားခါခွေမှန်4အလုပ်ရှင်ကအလုပ်သမားကိုအမြဲတမ်းဖိအားပေးခြင်းချိန်ချောက်ခြင်းလုပ်ဖော်ကိုင်ဘက်တွေနဲ့မတည့်အောင်လုပ်ခြင်းသည်ကွက်လက်အကြမ်းဖက်မှုဖြစ်ပါသည်အဖြစ်မှန်တစ်ခုကိုသာရွေးချယ်ရန်ကာကြီးစိတ်ပိုင်းဆိုင်ရာခါခွေစီးပွားရေးဆိုင်ရာကငယ်လူမှုရေးဆိုင်ရာကာကြီးရုပ်ပိုင်းဆိုင်ရာငါဂျန်ဒါအခြေပြုသို့မဟုတ်ကျောင်းမအခြေပြုကြမ်းဖက်မှုကိုခံစားရသူများတွင်မည်သည့်အကျိုးဆက်များဖြစ်ပေါ်နိုင်သနည်းကာကြီးရုပ်ပိုင်းဆိုင်ရာခါခွေစိတ်ပိုင်းဆိုင်ရာသို့မဟုတ်စိတ်ခံစားမှုဆိုင်ရာကငယ်လူမှုရေးဆိုင်ရာကာကြီးစီးပွားရေးဆိုင်ရာငါဖော်ပြချက်အားလုံးမှန်ပါသည်6လူပုဂ္ဂိုလ်တဦး၏ဂုဏ်သိက္ခာကျစေရန်သို့မဟုတ်ထိခိုက်နစ်နာစေရန်ရည်ရွယ်ချက်ဖြင့်ဆိုရှယ်မီဒီယာ Facebook ကဲ့သို့နည်းပညာကိုအသုံးပြု၍သတင်းအချက်အလက်များရုပ်ပုံများမျှဝေခြင်းသည်ကွက်လက်အကြမ်းဖက်မှုဖြစ်သည်အဖြေတစ်ခုကိုသာရွေးချယ်ရန်ကာကြီးစိတ်ပိုင်းဆိုင်ရာခါခွေရုပ်ပိုင်းဆိုင်ရာကငယ်နည်းပညာဆိုင်ရာကာကြီးစီးပွားရေးဆိုင်ရာ9GVB ကိုကာကွယ်ရန်အရေးကြီးသောအရာမှာကွက်လက်ပြုလုပ်ရန်လိုအပ်သည်အဖြေမှန်တစ်ခုကိုသာရွေးချယ်ရန်ကာကြီးလစ်လျူရှုခြင်းခါခွေအသိပညာပေးခြင်းကငယ်အချင်းချင်းအားပေးခြင်းကာကြီးမိမိကိုယ်ကိုထိန်းသိမ်းခြင်းရှေ့အောက်ပါချက်များသည်ဂျန်ဒါအခြေပြုသို့မဟုတ်ကျောင်းမအခြေပြုကြမ်းဖက်မှုဖြစ်ရသည့်အဓိကအကြောင်းရင်းများဖြစ်ပါသလားအဖြေမှန်များကိုရွေးပါကာကြီးကျောင်းမတန်းတူမညီမျှမှုခါခွေစီးပွားရေးတန်းတူမညီမျှမှုကငယ်မူရစေဝါသုံးစွဲမှုကာကြီးအာဏာအလွဲသုံးစားလုပ်မှုကိုတဦးတစ်ယောက်သည်ဂျန်ဒါအခြေပြုသို့မဟုတ်ကျောင်းမအခြေပြုကြမ်းဖက်မှုကိုခံစားရနိုင်ခြေတိုးမြင့်စေသောအချက်၃ချက်ကိုရွေးချယ်ပါအဖြစ်မှန်များရွေးပါကာကြီး
ကျားမတန်းတူမညီမျှမှုခါခွေမူရစ်စေဝါနှင့်အရဲ့ကငယ်နိုင်ငံတော်ကာကွယ်ရေးစနစ်များအားနည်းခြင်းသို့မဟုတ်ပျက်စီးခြင်းဥပမာဥပဒေအာဏာအားနည်းခြင်းခါကြီးစင်ရဲနွမ်းပါမှုသို့မဟုတ်စီးပွားရေးဖိအား10အိမ်နောက်ဦးစီးတဦးမှမိမိ၏ဇနီးနှင့်သားသမီးအပေါ်အယိုးကိုဒိုဒီမဟုတ်သွားကိုကျိုးအပ်အောင်ဖြစ်စေတိမ်လွှဲအောင်ဖြစ်စေပြုခြင်းသည်တာမန်နာကျင်စေမှုဖြစ်ပါသည်ကာကြီးမှန်ခါခွေမှား